ဂျပန်နိုင်ငံမှာဆေးရုံဆေးခန်းတွေတွားတဲ့အခါအာမခံဘလို့အသုံးပြုရလဲဂျပန်နိုင်ငံရဲ့ကျန်းမာရေးအာမခံကကျွန်တော်တို့လိုဂျပန်နိုင်ငံမှာနေနေတဲ့သူတွေအတွက်ဘယ်လိုမျိုးအကျိုးကျေးဇူးတွေရှိနေမလဲမင်္ဂလာပါခင်ဗျာ WMA ဘလော့ကနေပြီးတော့ကြိုဆိုပါရစေကျွန်တော်ကတော့ဂျပန်နိုင်ငံကိုရောက်တာအရင်မကြသေးဘူးဆိုပေမဲ့ကျွန်တော်သိသလောက်ဂျပန်နိုင်ငံနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကဂျပန်နိုင်ငံရဲ့ကျန်းမာရေးအာမခံနဲ့ပတ်သက်ပြီးတော့ကျွန်တော်သိသလောက်ရိုးရိုးရှင်းရှင်းနဲ့တင်ပြပေးသွားမှာဖြစ်ပါတယ်ဂျပန်ရောက်ခါစားလူအများစုကကျန်းမာရေးအာမခံဆိုတာဘာလဲစေကန်းသွားရင်ဘယ်လောက်ပေးရမလဲပြီးရင်ကျန်းမာရေးအာမခံအမျိုးအစားတွေပြီးရင်အာမခံကြီးတွေဘယ်လိုမျိုးရှိလဲပြီးရင်မဖြစ်မနေဝင်ရမှာလားဆိုတဲ့မေးခွန်းနေနဲ့ပဲအပြည့်နှံနေမယ်လို့ထင်ပါတယ်ပထမဆုံးအနေနဲ့ကျန်းမာရေးအာမခံဆိုတာဘာလဲမြန်မာနိုင်ငံမှာဆိုရင်ကျန်းမာရေးအာမခံဆိုတဲ့စနစ်ကအရင်တွင်ကြဲကြဲအသုံးပြုထားတာချင်းမရှိတဲ့အတွက်ကြောင့်အာမခံစနစ်နဲ့ဆက်စချင်းမှာအဆင့်သက်ဖြစ်နေတာပါလေဂျပန်နိုင်ငံရဲ့ကျန်းမာရေးအာမခံစနစ်ကတော့အလွယ်တကူဆုံးရှင်းပြမယ်ဆိုရင်တင့်အနေနဲ့လာစဉ်ကြီးပေး तू ကဘာပြန်လုပ်ပြီးလဲဆိုရင်ကြတော့အကယ်၍တင်ရဆေးရုံဆေးကန်တခုခုတွားရတယ်ဆိုရင်ကြာတဲ့ငွေတွေကတချို့တော့ကို तू ကပေးပေးမယ်အပြည့်တော့မဟုတ်ဒါကတော့အလွယ်ကူဆုံးပဲအဲ့မှာအသေးစိတ်ထပ်ပြီးတော့ရှင်းပြရတယ်ဆိုရင်အကယ်၍ဥပမာအဖြစ်တင်ကနေမကောင်းလို့ဆေးရုံဆေးကန်တွားရတယ်ဆေးရုံတက်ရတယ်တခုယောဂကြီးမားဖြစ်လို့ခွဲစိတ်ကူတာမှုရှိတယ်ဆိုရင်ကုန်ကြစီအားလုံးကိုတယောက်တည်းအပြည့်ခုံကြတာမျိုးဖြစ်မှာဆိုလို့အစိုးရအနေနဲ့ဒီအာမခံစနစ်ဆိုတဲ့ဟာနဲ့ကာဘာဖြစ်အောင်လို့ကူညီထားပေးတာပါဥပမာအားဖြင့်စေကူတာမှုတစ်ခုမှာရန်1000ကျတယ်ဆိုပါစို့အားဆိုရင်တင့်အနေနဲ့ကကြတော့1000လုံး100ရာခိုင်နှုန်းပေးစီရမလို့ပဲနဲ့အဲ့ကျန်းမာရေးအာမခံကိုသုံးမယ်ဆိုရင်ပုံမှန်အားဖြင့်30ရာခိုင်နှုန်းလောက်ပဲပေးရပါတယ်အဲ့တော့ကိုပေးရမယ့်ပမာဏကရန်3000နားလောက်ပဲဖြစ်ပြီးတော့ကျန်တဲ့9000တော့အာမခံဘက်ကနေပြီးတော့ကူပြီးတော့ပေးတာမျိုးပါဒီနေရာမှာဂီနိုဂျီရှုစေးတိုကူတေးဂီနိုနဲ့လာတဲ့သူတွေဆိုရင်တော့ဂီနိုဂျီရှုဆိုကောဟိုကန်တိုကူတေးဂီနိုဆိုကောဟိုကန်သုံးလို့ရတာဖြစ်တဲ့အတွက်ကြောင့်တရားရန်တော့ဒီကုသမှုကင်းလို့ခွင့်ရှိပါတယ်အကယ်၍ကျန်းမာရေးအာမခံစနစ်မရှိဘူးဆိုရင်တော့ဂျပန်နိုင်ငံရဲ့ဆေးရုံမှုတွေဆေးကမ်းမှုတွေတကယ်ကိုဈေးကြီးနိုင်ပါတယ်ဥပမာပုံမှန်ဖျားနာတာမျိုးဆိုရင်အာမခံသုံးတယ်ဆိုရင်3000ရန်3000လောက်ပဲကျတယ်ဆိုပေမဲ့အဲ့နေရာမှာ1000လောက်ထိကျသွားနိုင်ပါတယ်အကယ်၍အာမခံစနစ်တာမရှိဘူးပေါ့နော်အဲ့တော့ဒီစနစ်တာမရှိဘူးဆိုရင်ဆိုရင်အိမ်မှာပဲကုမယ်တုံးဆိုဆေးကမ်းမသွားတော့ဘူးဆေးကူတာဈေးကြီးတဲ့အတွက်ကြောင့်တုံးတန်းဆိုရင်မကုတော့ဘူးအဲ့လိုမျိုးတွေဖြစ်မှာဆိုလို့ဒီအာမခံစနစ်ကိုလှုပ်ထားပေးတာဖြစ်ပါတယ်ပြီးတော့ဂျပန်နိုင်ငံမှာအဓိကတွေ့နေရတဲ့ကျန်းမာရေးအာမခံအမျိုးအစား2မျိုးကိုကျွန်တော်ဒီမှာတစ်ချက်ရှင်းပြပေးချင်ပါတယ်ဒါကတော့တော်တော်များများသိကြမယ်လို့ထင်ပေမဲ့မသိသေးတဲ့သူတွေလည်းအနည်းငယ်ရှိနိုင်တာမလို့ခဏလောက်အတူချုံပြီးတော့တစ်ချက်ရှင်းပြပေးပါမယ်ပထမတစ်မျိုးကတော့ရှာကန်ကန်ခိုးပိုကန်ဒါတော့ကုမ္ပဏီဒီအာမခံပေါ့နော်ကုမ္ပဏီကျန်းမာရေးအာမခံစနစ်တစ်ခုပါဒါကတော့ကုမ္ပဏီမှာအလုပ်လုပ်နေတဲ့သူတွေဆိုရင်အများဆုံးဝင်ရတဲ့အာမခံပါအာမခံကြီးကတော့များသောအားဖြင့်ကုမ္ပဏီဘက်ကနေပြီးတော့စီစဉ်ပေးပြီးတော့လာစဉ်ကိုယ့်ရဲ့လာစာတွေကနေပြီးတော့မှဖြတ်တာရှိပါတယ်ကုမ္ပဏီတစ်ဝက်အလုပ်သမားတစ်ဝက်ပေးရပါတယ်ဥပမာကျန်းမာရေးအာမခံကြီးက3000ကျတယ်ဆိုရင်ကုမ္ပဏီက1000ခွဲကိုက1000ခွဲဆိုတာမျိုးပါနောက်တစ်မျိုးကကြတော့ခုခုမဲခန်းကိုဟိုကန်ပါဒါကတော့နိုင်ငံတော်ကျန်းမာရေးနိုင်ငံတော်အမျိုးသားကျန်းမာရေးအာမခံစနစ်ပါဒါတော့နိုင်ငံတော်အနေနဲ့လုပ်ထားတဲ့ဟာပေါ့နော်အဲ့ဒါကိုပုံမှန်အားဖြင့်တော့ကိုယ်ပိုင်လုပ်တဲ့သူတွေပြီးရင်အလုံးမရှိသေးတဲ့သူတွေပြီးရင်ကုမ္ပဏီမှာအလုပ်ဝင်နေဆိုပေမဲ့ရှာကိုင်းဟိုကန်ခါပဲကိုမကြော်သေးတဲ့လူတွေပြီးရင်အကြောင်းသားတွေတော်တော်များများဝင်ရတာများပါတယ်ဒီအာမခံဝင်မယ်ဆိုရင်တော့ကိုနေတဲ့မြို့နယ်ရုံးမှာဒီရှာခုရှောကိုတွားပြီးတော့ဝင်လို့ရပါတယ်ဆိုတော့အပေါ်ကရှင်းပြထားတဲ့အာမခံတစ်ခုမှာဘယ်ဟာပိုကောင်းလဲဆိုရင်ကြတော့ကိုယ့်ရဲ့အခြေအနေပေါ်မှာမူတည်မယ်လို့ထင်ပါတယ်ဒါပေမဲ့များသောအားဖြင့်ရှာကန်ကန်ကိုကန်ဒီကုမ္ပဏီကျန်းမာရေးအာမခံကတော့ပိုကောင်းတယ်လို့ကျွန်တော်အနေနဲ့ကတော့မြင်မိတယ်ပေါ့နော်။ဘာလို့လဲဆိုရင်ကြတော့ကုမ္ပဏီနဲ့အတူဝင်တဲ့စနစ်ဖြစ်တဲ့အတွက်ကြောင့်အာမခံကြီးကိုတယောက်တည်းလည်းထမ်းစီရမလို့ပဲနဲ့တစ်စိတ်တစ်ပိုင်းကိုကုမ္ပဏီကလည်းပေးတယ်။ဒါပေမဲ့ခုမဲခန်းကိုကန်မကောင်းလားဆိုရင်ကြတော့အဲ့လိုမျိုးလည်းမဟုတ်ဘူးပေါ့နော်ဒီကုမ္ပဏီအာမခံမရှိတဲ့လူတွေအလုပ်တကယ်မဝင်ရသေးတဲ့လူတွေအနေနဲ့ကတော့ခုမဲခန်းကိုကန်မဖြစ်မနေဝင်တဲ့စနစ်တစ်ခုလို့မြင်ပါတယ်မဝင်ထားရင်ကျွန်တော်အပေါ်မှာပြောသလိုပဲစေယုံစေကန်သွားတာမျိုးတစ်ခုကိုဖျားတာနာတာ emergency case တွေမှာတစ်ခုဆိုရင်တရားခံလုံးကြီးပေးနေရမှာဆိုတော့ဘယ်သူမှလည်းပေးခြင်းပဲလို့လည်းမထင်ပါဘူးဟုတ်ပြီဆိုတော့အာမခံအကြောင်းရှင်းပြပြီးဆိုတော့အခုဘယ်လောက်ပေးရမလဲဆိုတဲ့ဟာတစ်ချက်ပြောပြပေးပါမယ်ဒီချက်ကတော့လူတိုင်းတူတာမဟုတ်ဘူးများသောအားဖြင့်ဒီခုမဲခန်းကိုဟိုကန်ဝင်ထားတဲ့လူတွေဆိုရင်တော့ကိုနေတဲ့နေရပြီးရင်ကိုယ့်ရဲ့ဝင်ငွေပြီးရင်ကိုယ့်ရဲ့မိသားစုအခြေအနေစတာတွေပုံမှာမူတည်ပြီးတော့ပေးရတဲ့ပမာဏကွာနိုင်ပါတယ်အဲ့ဒါမလို့
တချို့လူတွေကနည်းနည်းပဲပေးရတယ်တချို့လူတွေကဝင်များတယ်လို့များပေးရတာကွာနိုင်ပါတယ်ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်တငယ်ချင်းတွေတောင်မှတူမှာမဟုတ်ပါဘူးအဲ့ဒါမလို့တသက်မှတ်ထဲတော့တွက်လို့မရပါဘူးရှာကန်ကန်ကိုခံကြတော့အလုလာစာပေါ်မှာတင်ရဲ့အလုလာစာပေါ်မှာမူတည်ပြီးတော့လာစဉ်ဖြစ်တာများပါတယ်ဘယ်မှာကြည့်ရမလဲဆိုရင်ကြတော့လာစာစာပဲရောက်လာတယ်ဆိုရင်လာစာစာရဲ့မှာဒီခန်းကိုဟိုကန်ပြောဆိုပြီးတော့ဘလောက်ကြာတယ်ဆိုပြီးတော့ဖော်ပြထားလေးရှိပါတယ်ဟိုကူမေခန်းကိုဟိုကန်အတွက်ကြတော့ဘယ်လိုဆောင်အောင်လဲဆိုတော့ကိုယ့်ရဲ့ရက်ွက်ရုံကနေပြီးတော့တင်နေတဲ့လိပ်စာကိုဒီဖေးဆောင်ဖို့ပေါ့နော်စာပြလေးတွေရောက်လာလေးရှိပါတယ်အဲ့ဒါအောင်မှယူပြီးတော့ community မှာတွားဆောင်လို့ရပါတယ်ကိုကူမေခန်းကိုဟိုကန်ဒီနိုင်ငံတော်ကျန်းမာရေးအာမခံဝင်ထားတဲ့လူတွေအနေနဲ့ကြတော့အကယ်၍ကိုကဒီကာလမှာအလုံးမရှိလို့ဝင်မရှိဘူးမဆောင်နိုင်ဘူးနောက်ကျမှဆောင်နေတာမျိုးခဏရွှေပေးစေချင်တာမျိုးအဲ့လိုမျိုးရှိတယ်ဆိုရင်တော့အခွန်ကင်းလို့ခွင့်လဲရှိတာဖြစ်တဲ့အတွက်ကြောင့်ရက်ွက်ရုံမှာတိုင်ပင်ပြီးတော့ရှောက်ထားလို့ရပါတယ်အာမခံကြီးကိုမပေးဘဲထားတာကိုအိမ်ထီကိုဘေးဆောင်မှုစာရွက်ရောက်လာတဲ့ဟာအောင်မှလက်လူရှူတာမျိုးတွေကတော့မလုပ်သင့်ဘူးလို့ထင်ပါတယ်ဘာလို့လဲဆိုတော့နောက်ကျရင်တတိတန်းဆောင်ရတာမျိုးတွေကျရင်ကိုလည်းအဆင်ပြေမှာမဟုတ်တဲ့အတွက်ကြောင့်ပါအာမခံကြီးအကြောင်းလည်းအားလုံးသိပြီးွားပြီဆိုတော့ဒီကျမ်းမာရေးအာမခံဘယ်လိုသုံးရမလဲဒါကတော့အလွယ်ဆုံးပိုင်းပဲကျမ်းမာရေးအာမခံကတ်ကိုယူသွားလိုက်ဈေးကမ်းမှာကိုပြမယ်ဆိုရင်အဲ့ဒီကျမ်းမာရေးအာမခံကတ်တောင်းရင်တန်းတာပြလိုက်ငါကတော့ကတ်အပြရအောင်အခုတော့အဝါဖြစ်သွားပြီပေါ့နော်ကို့မှာမိုင်းနံပါတ်ကတ်ရှိတယ်ဆိုရင်တော့မိုင်းနံပါတ်ကတ်နဲ့ကျမ်းမာရေးအာမခံကတ်ချိတ်လို့ရတာမလို့မိုင်းနံပါတ်ကတ်ပဲယူရတယ်ဆိုရင်လည်းအဆင်ပြေပါတယ်အဲ့တော့အခုကျွန်တော်ပြသွားတဲ့ဒီခုကမခန်းကိုဟိုကန်ရှာကန်ခန်းကိုဟိုကန်ဒီကျမ်းမာရေးအာမခံတွေကဘလို့ယောဂပဲပြအသုံးပြုလို့ရလားဆိုတာကြတော့ကိုယ်ဝင်ဆောင်မွေးဖွားတာတွေကိုယ်ဝင်ဆောင်တာတွေမွေးဖွားတာတွေပြီးသွားရင်အလှပဆိုင်ရာ treatment တချို့တွေပြီးပုံမှန်မဟုတ်ဘဲနဲ့ကိုယ့်အနေကိုစားပစ်ထပ်ပေါင်းတဲ့ရွေးချယ်ကုသမှုတွေပြီးရင်အလုပ်ငန်းခွင်မှာဖြစ်တဲ့ကိစ္စအလုပ်သွားလုပ်ပြန်ဖြစ်တဲ့ကိစ္စတွေဆိုရင်တော့ဒီကျမ်းမာရေးအာမခံတွေကသုံးလို့မရပါဘူးလုပ်ငန်းခွင်အတွင်းမှာနဲ့အလုပ်သွားလုပ်ပြန်မှာဖြစ်တဲ့ဒီတခုခု accident ပဲဖြစ်ထိခိုက်မှုတွေဆိုရင်တော့လုပ်ငန်းခွင်ထိခိုက်မှုအာမခံသုံးလို့ရတာမလို့ဒါတော့ company ရနေပြီးတော့ budget နေပြီးတော့လှုပ်ဆောင်ပေးပါလိမ့်မယ်နောက်ပြီးတော့အာမခံနဲ့ပတ်သက်လို့အရင်အရေးကြီးတာတစ်ချက်ကြတော့အလုပ်ပြောင်းတဲ့အခါပြီးရင်အလုပ်ထွက်တဲ့အခါဂျပန်ဆက်ဆက်ရောက်ချင်းပေါ့နော်အဲ့လိုအချိန်တွေကတော်တော်အရေးကြီးပါတယ်ဘာလို့လဲဆိုတော့ဥပမာအဖြစ်ပြောပြရမယ်ဆိုရင်ကိုက company တစ်ခုမှာအလုပ်ဝင်နေတယ်ဒီ3လပိုင်းထိအလုပ်လုပ်တယ်ပဲထားပါတော့ကိုက4လပိုင်းကနေစပြီးတော့အခြားကုမ္ပဏီကိုမဝင်သေးဘူးအခြားကုမ္ပဏီက6လပိုင်းလောက်မှဖြစ်မယ်အဲ့လိုအမျိုးဆိုရင်ဒီဂျားထဲမှာ gap တစ်ခုဖြစ်သွားတယ်အဲ့ဒီကာလအတွင်းမှာမဖြစ်မနေအာမခံဝင်ထားဖို့လိုတာဖြစ်တဲ့အတွက်ကြောင့်ရှာကိုင်းဟိုကန်ငကိုဝင်ထားတဲ့ရှာကိုင်းဟိုကန်သုံးလို့မရတော့ပါဘူးကိုဥပမာအပြင်3လပိုင်းမှာဒီအလုပ်ပြီးတယ်ဆိုရင်အလုပ်ထွက်မယ်ဆိုရင်3လပိုင်းထိပဲဒီငကိုကုမ္ပဏီမှာရှာကိုင်းဟိုကန်ဝင်ထားတဲ့သဘောမျိုးပါအကယ်၍ကိုက4လပိုင်း5လပိုင်းအလုပ်မလုပ်သေးဘူးဆိုရင်ကြတော့ခုကမခန်းကိုဟိုကန်မဖြစ်မနေဝင်ဖို့လိုပါတယ်အဲ့တော့ကိုကဘာလုပ်မှလဲဆိုတာလဲကြိုပြီးတော့တွေးထားတင်ပါတယ်အဲ့ဒါမှကိုကနောက်မှလုပ်မယ်ထားလိုက်ဒီဥစ္စာတိတ်ကိစ္စမရှိဘူးအဲ့လိုမျိုးထားလိုက်ရင်ကြတော့အာမခံမရှိဘဲနဲ့ဒီဂျာကာလာကက်ဖြစ်သွားနိုင်မှာအဲ့လိုမဖြစ်အောင်လို့အလုပ်ထွက်ပြီးတဲ့နောက်မှာကိုပါဆက်လုပ်မလဲဆိုတာကြိုပြီးတော့စဉ်းစားထားဖို့လိုပါတယ်အတစ်ကုမ္ပဏီတစ်ခုကိုဝင်ပြီးတော့ရှာကိုင်းဟိုကန်ကိုပဲတန်းပြီးတော့ဝင်ပါလားမဟုတ်ရင်ကိုနေတဲ့မျိုးမှာပဲဒီမျိုးနယ်မှာပဲခုကမခန်းကိုကန်ခဏဝင်ပြီးတော့မှအလုပ်တွေပါရှာပြီးတော့နောက်အလုပ်တစ်ခုတွားမှလားဆိုတော့တေချာဆုံးဖြတ်ထားဖို့လိုပါတယ်နောက်တစ်ခုကဂျပန်နိုင်ငံကိုရောက်လာပြီးတော့ရက်ွက်ရုံမှာလိပ်စာဝင်တွေကဒီရှာကိုင်းခန်းကိုကန်ဒီကုမ္ပဏီကတတ်မှတ်ထားတာမဟုတ်ဘူးဆိုရင်ကုမ္ပဏီကျမ်းမာရေးအမကန်မဝင်ရသေးဘူးဆိုရင်တော့နိုင်ငံတော်အမျိုးသားအမကန်ခုကမခန်းကိုကန်အောင်မဖြစ်မနေဝင်ဖို့လိုပါတယ်အဲ့တော့ဒီဗီဒီယိုမှာပြောပြသွားတဲ့ဟာတွေကိုအချို့အဖြစ်ပြောပြရမယ်ဆိုရင်တော့အမကန်2မျိုးရှိပါတယ်ခုကမခန်းကိုကန်နဲ့ရှာကိုင်းခန်းကိုကန်မှာကိုကြိုက်တာနဲ့ကိုနဲ့အဆင်ပြေတာနဲ့ဝင်လို့ရပါတယ်ကုမ္ပဏီကနေပြီးတော့ကုမ္ပဏီကျမ်းမာရေးအမကန်ကိုဝင်မယ်ဆိုရင်တော့ကုမ္ပဏီကိုလိုအပ်တဲ့စာရွက်စာတမ်းအချက်လက်တွေပေးလိုက်တယ်ဆိုရင်ရပါတယ်ခုကမခန်းကိုဟိုကန်ဝင်မဲ့သူတွေကတော့ရက်ွက်ရုံကိုတွားပြီးတော့မဖြစ်မနေဝင်မှာဘေးစာရွက်ရောက်လာတယ်ဆိုရင်လည်းစောင်းဖို့မမေ့ပါနဲ့ကိုကမစောင်းနိုင်ဘူးဆိုရင်လည်းရက်ွက်ရုံတွားပြီးတော့စိုးတဲ့တစ်ချက်လုပ်လို့ရပါတယ်မစောင်းတာမျိုးလုံးဝအမကန်ကိုလက်လူရှူထားတာမျိုးတော့လုံးဝမလုပ်ပါနဲ့အကယ်၍အမကန်မရှိတဲ့အချိန်မှာကိုတခုခုဖြစ်သွားတယ်ဆိုရင်လည်းကြားတဲ့ဝင်ရပမာဏအရန်များတာဖြစ်တဲ့အတွက်ကြောင့်ပါအဲ့တော့အခုဒီဗီဒီယိုကြည့်ပြီးတော့ဂျပန်နိုင်ငံရဲ့အကျမ်းမာရေးအာမခံဆိုတာဒီလိုမျိုးလားဆိုတာအခြေခံလောက်တော့နားလည်သွားမယ်လို့ထင်ပါတယ်နားမလည်ရင်တော့နောက်တစ်ခေါက်ပြန်ကြည့်လိုက်နောက်ပြီးတော့ဒီဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာအာမခံနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်စေယုံစေကန်သွားလို့ပဲဖြစ်ဖြစ်တခုခုအလွဲအချော်
အမှတ်တရဖြစ်တဲ့အဖြစ်အပျက်တွေရှိတယ်ဆိုရင်တော့ဒီဗီဒီယိုရဲ့ comment အောက်မှာဝင်ရောက်ရေးသွားလို့ရပါတယ်ထပ်ပြီးတော့သိချင်တဲ့အကြောင်းအရာတွေရှိတယ်ဆိုရင်လည်း comment မှာရေးပြီးတော့မေးသွားလို့ရပါတယ်ကျွန်တော်နောက်ဗီဒီယိုတွေမှာပြန်ဖြေထားပေးပါမယ်နောက်ဗီဒီယိုတွေမှာလည်းကျွန်တော်ဂျပန်နိုင်ငံမှာနေထိုင်တဲ့သူတွေအတွက်အကျိုးရှိမယ်လို့ထင်တဲ့အကြောင်းအရာတွေကိုလွယ်လွယ်ကူရိုးရိုးရှင်းရှင်းနဲ့နားလည်လွယ်အောင်ဗီဒီယိုနဲ့မျှဝေပေးသွားမှာဖြစ်ပါတယ်ကြည့်ရှုပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်တွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်